Jangela player တယောက်ကမလိုအပ်ဘဲနဲ့ minimap မှာမပေါ်အောင်နေရမယ် retreat ကအမြဲတမ်း objective battery မတိုင်ခင် second 20လောက်အလိုတွေကခြံထားမှာ Jungle rotation ရဲ့ golden rule တွေဖြစ်ပါတယ်ဆိုတော့ဒီ video ပိုင်းထဲမှာ Jangela rotation အကြောင်းကိုသိချင်နေတဲ့သူတွေအတွက်ဘယ်မိနစ်အပိုင်းခြားမှာဘာတွေလုပ်သင့်နေဆိုတော့ Jungle rotation အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်Okay ဆိုတော့ video လေးမစတင်ခင်ပြောတရားရှိတာကကျွန်တော်တင်တဲ့ video တိုင်းအောက်က comment တွေကိုဖတ်လို့ရှိသလို comment တွေကနေပြီးတော့ video တိုင်းအတွက်ဒီ weekly time back ပေးဖို့စီစဉ်နေတဲ့အတွက်ကြောင့်မလို့ကိုသိချင်တဲ့ Mobile Legends နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို comment ထဲမှာရေးပြီးတော့လက်မလေးတစ်ချက်နဲ့ follow and subscribe လုပ်တော့မမေ့ပါနဲ့ Okay ဆိုတော့ပထမဆုံးအနေနဲ့ Jangela အတွက်အရေးကြီးတဲ့ retreat အကြောင်းကိုပြပြပေးမယ်ကိုက Jangela ဆိုတဲ့အခါမှာ retreat ယူလိုက်ပြီဆိုတာနဲ့9မိနစ်အတွင်းမှာဘယ် minion ပဲစစ go နဲ့ HP နဲ့နည်းနည်းလေးပဲရမှာဖြစ်ပြီးတော့ဒါကို Jangela minion penalty လို့ခေါ်တယ်ဆိုတော့ဒီ Jangela ဆိုတဲ့အခါအားလီ9မိနစ်မှာ million minion တွေကိုမလိုအပ်ဘဲနဲ့သွားစားတာမျိုးမလုပ်မိဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်နောက်ပြီးဒီ Jangela အနေနဲ့သိထားရမှာ retreat 3ခုရဲ့အလုပ်လုပ်ပုံဖြစ်ပါတယ်ပထမဆုံးတစ်ခုက flame retreat ဖြစ်ပါတယ်ဒါဒီ enemy ကိုသုံးလိုက်တာနဲ့ enemy ရဲ့ physical attack နဲ့ magic power ကိုခိုးလိုက်မှာဖြစ်ပါတယ်ဆိုတော့ဒီ enemy ရဲ့ damage နည်းသွားမယ်ကိုက damage ပိုများလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ 1/1 saturation တွေမှာကောင်းတဲ့ retreat တွေလည်းဖြစ်ပါတယ်နောက်တစ်ခုက eye retreat ဖြစ်ပါတယ်ဒါ enemy စီရဲ့ movement speed ခိုးလိုက်မှာဖြစ်ပြီးတော့ကိုကပိုပြီးမြန်လာမယ် enemy ရဲ့ပိုပြီးတော့နှေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ enemy ကိုလိုက်တက်ရလွယ်တဲ့ retreat မျိုးစားလည်းဖြစ်ပါတယ်နောက်တစ်ခုက bloody retribution ဖြစ်ပါတယ်ဒါ enemy စီကနေ HP လှမ်းခိုးလိုက်မှာဖြစ်ပြီးတော့တန့် Jangela တွေအများစုသုံးလို့ရှိတဲ့ retreat လည်းဖြစ်ပါတယ်နောက်ဘာလို့ရှိရင်ဒီလိုမျိုး retreat upgrade ဖြစ်ဖို့အတွက်ဆိုလို့ရှိရင် Jungle Crit 9កောင်စားဖို့အတွက်လိုအပ်မှာလည်းဖြစ်ပါတယ်Okay ဆိုတော့ဒီ Jungle rotation ရဲ့ phase 1ဆိုတာပွဲဆက်စခြင်းကနေ2မိနစ် fast starter မထွက်ခင်အချိန်တွေကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီ Jangela ရဲ့ပွဲစပြီဆိုတာနဲ့25စက္ကန့်မှာစပေါ်တဲ့ကိုယ့်အတွက်အရေးကြီးဆုံးဘက်ကိုရွေးချယ်ပြီးစားသင့်တယ်lava pool က30စက္ကန့်မှာပေါ်လာမှာဖြစ်ပြီးတော့ fire beat က39စက္ကန့်မှာပေါ်လာမယ်နောက်ဘက်ဒီ Holy Set ကစက္ကန့်40မှာပေါ်လာမှာဖြစ်တယ်လို့Walkie Crack ကတော့48စက္ကန့်မှာပေါ်လာမှာဖြစ်ပါတယ်နောက်ပြီးဒီ Golden Crab နဲ့ HP Link Crack ကတော့42စက္ကန့်မှာပေါ်လာမှာဖြစ်ပါတယ်Jangela ရဲ့ target မထွက်ခင်မှာ level 4ရောက်ဖို့တော့ကအရေးကြီးဆုံးဖြစ်ပြီးတော့ဒီလိုမျိုး level 4ရောက်ဖို့ဆိုလို့ရှိရင် Jungle Crit 9កောင်စားဖို့လည်းလိုအပ်မှာဖြစ်ပါတယ်level 4ကိုအစိုးရရထားတယ်ဆိုလို့ရှိရင်တော့ target lane နဲ့အနီးစပ်ဆုံးမှာရှိနေတဲ့ HP lane ကိုကန်ပြီးတော့ Hero K ဒါမှမဟုတ်သွေးအောင်လုပ်တာအထူးဖြင့် level 4မရအောင်လုပ်တာ enemy HP lane ကို target battery မှာမလာနိုင်အောင်လို့လုပ်ထားနိုင်မှာလည်းဖြစ်ပါတယ်Jungle rotation ရဲ့ phase 2ဆိုတာဒီ first starter 2မိနစ်ကနေ10မိနစ်အတွင်းကိုဆိုလိုတာဖြစ်ပါတယ်target မထွက်ခင်10စက္ကန့်လောက်အလိုတွေမှာကိုကအမြဲတမ်းအနားမှာရှိနေရမယ်target တွေကအသက်ခံပြီးသွားတိုင်းနောက်ထပ်2မိနစ်နေလို့ရှိရင်ပြန်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်Jangela အနေနဲ့ဒီ mid game မှာနောက်ထပ် focus ရမှာတစ်ခုက target respawn time ကြားထဲမှာ enemy စီရဲ့ hero ကရဖို့ဖြစ်ပြီးတော့အမြဲတမ်းဦးစားပေးနေတဲ့ enemy goal lane ကို target ထားရမှာဖြစ်တယ်လို့ enemy roamer တွေရဲ့ backup ပေးတာကိုလည်းသတိထားပြီးတော့ခံရမှာဖြစ်ပါတယ်နောက်ဘက်ဒီ enemy Jangela တွေကတခြား side lane တွေ